လှတော်သားကထနောင်းမင်းရိတ်မှနွားကြောင်ရင်အိတ်လူတယောက်ကဆိုင်ကယ်ပြတ်တော့ထနောင်းမင်းရိတ်ကိုတွန်းဝင်လာဆိုင်ကယ်ကိုပြင်တာပေါ့ဟိုနိုင်ဒီနိုင်ရပြီးထင်းလို့ချောင်းနဲ့နင်းပြီးတော့နှိုးတယ်ထုံမနိုးပြင်လိုက်နင်းလိုက်နှိုးလိုက်နိုင်ဝက်လောက်ကြတယ်တထုံနဲ့နင်းနေတယ်လှတော်သားအိတ်လို့မရထားလာပြုတ်ဆရာကြီးနွားစာဆင်းရင်တပုတ်လောက်ရပြီနော်အညာမှာနွားစာဆင်းတာခြေထောက်နဲ့နင်းဆင်းရတယ်ဆိုင်ကယ်ပြတ်တဲ့ကောင်ဆက်မနှိုးရတော့ပါလှတော်သားကစဘာတိုင်သွားပြီးတော့စဘာရောက်နေတိုင်မှုကငွေရပြေစာမှာသူများလက်မအတူထိုးလို့မရအောင်ဆုပ်ဆက်ခတ်ချတင်းလှတော်သားလှမ်းကြည့်ပြီးတော့လုံမနေပါနဲ့ဆရာကြီးရဲ့တပြက်စီမင်းဆွတ်ရိုက်လိုက်ပြီးတာ